ဒီနေ့ကျွန်တော်တို့ဆွေးနွေးမဲ့မေးခွန်းကတော့အငင်းစားယူခြင်းကိုစနစ်တကျပြင်ဆင်မဲ့သူတိုင်းအတွက်အခြေခံအကျဆုံးအုံမြစ်ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ပန်းတိုင်ကအနားယူပြီးနောက်တစ်လကိုကျပ်330တစ်နှစ်340ပုံမှန်ရရှိဖို့ပါဒီလိုဝင်ငွေရဖို့အတွက်ယင်းနှုတ်နှံမှုအမျိုးအစားအလိုက်ငွေရင်းပမာဏဘလောက်လိုအပ်တယ်လဲဆိုတာနှိုင်းယှဉ်တွက်ချက်ပြသပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်မောင်ပြားပါဒီ Financial Stability Channel ကိုလာရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့အငိမ့်စားယူပြီးနောက်လစဉ်30ကျပ်ရရှိရန်လိုအပ်သည့်ငွေရင်းပမာဏအကြောင်းအရာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်တွက်ချက်မှုအခြေခံနဲ့ငွေရင်းလိုအပ်ချက်လိုအပ်သောငွေရင်းညီမျှချင်းနှစ်စဉ်ပန်းတိုင်ဝင်ငွေအပိုင်းနှစ်ပတ်လည်ပြည့်မြတ်အမြတ်နှုန်းကျွန်တော်တို့ရဲ့နှစ်စဉ်ပန်းတိုင်ဝင်ငွေဟာကျက်သိန်း240ဖြစ်ပါတယ်ငွေရင်းကိုမထိခိုက်ပဲအတိုးအမြတ်တက်တက်နဲ့ထုတ်ယူဖို့အတွက်အမြတ်နှုန်းအစင်းစင်းအလိုက်ဘယ်လောက်လိုအပ်မလဲဆိုတာကြည့်ရအောင်1ရင်းနှီးမြှုပ်နှံမှုအမျိုးအစားပန်အငွေပန်းမြတ်အမြတ်နှုန်း300ကတမ300ကိုင်းနှုန်းလိုအပ်သောငွေရင်း3800ကျပ်မှတ်ချက်အတိုးနှုန်းနှိမ့်တဲ့thiênငွေရင်းပမာဏအများဆုံးလိုအပ်ပါတယ်ညက်ရင်းနှီးမြှုပ်နှံမှုအမျိုးအစားငွေချေးစာချုပ်ပြည့်မြတ်အမြတ်နှုန်း900ကိုင်းနှုန်းလိုအပ်သောငွေရင်း3800ကျပ်မှတ်ချက်အတိုးနှုန်းအသင့်ချောင်းလိုအပ်ချက်ရော့အကြသွားပါတယ်3ရင်းနှီးမြှုပ်နှံမှုအမျိုးအစားအစုရှယ်ရရန်ပုံငွေပြည့်မြတ်အမြတ်နှုန်း30ရာခိုင်နှုန်းလိုအပ်သောငွေရင်း3400ကျပ်မှတ်ချက်အမြတ်အများဆုံးရွေးချယ်မှုဖြစ်၍ငွေရင်းအနည်းဆုံးလိုအပ်ပါတယ်4ရင်းနှီးမြှုပ်နှံမှုအမျိုးအစား ETF အမြတ်ဝေသူတီးတန့်ပြည့်မြတ်အမြတ်နှုန်း300ခိုင်နှုန်းမှ400ခိုင်နှုန်းဖြစ်သော3800ကျပ်ဖြစ်ပါတယ်မှတ်ချက်dividend တီးတန့်ဗျူဟာကိုအသုံးပြုလျင်ငွေကြေးဖောင်းမှမှုနှုန်းကြောင့်တင်ဤလာစဉ်ဝင်ငွေဝယ်ယူနိုင်စွမ်းကြာဆင်းထွန်နိုင်သူကိုတတိပြုရန်လိုအပ်ပါတယ်တွက်ချက်မှုနဲ့မှတ်သားစရာများအမြတ်နှုန်းအဆင့်ဆင့်ရှင်းလင်းချက်ဘဏ်အငွေ 3% နဲ့ငွေချေးစာချုပ် 5% ဤရင်းနှီးမြှုပ်နှံမှုများသည့်အတိုးတီးတန့်ပေါ်တွင်အခြေခံထားသောကြောင့်အန်ဒီယန်နဲတော့လည်းအမြတ်နှုန်းအလွန်နည်းပါသည်ထို့ကြောင့်တင်ဤလာစဉ်ပန်းတိုင်20သိန်းကိုရရှိရန်အတွက်ငွေအင်းပမာဏအများဆုံး3800လိုအပ်ပါသည်စတော့ရှယ်ယာရန်ပုံငွေ ETF Total Return 10% ET မှာယင်းနှိမ့်မြုံနှံမှုလောကတွင်ရေပန်းအစားဆုံးစူးစူးပေါင်းအမြတ် Total Return ဗျူဟာကိုအခြေခံထားပါသည်10% အမြတ်ဆိုသည်မှာ Company တန်ဖိုးတက်ခြင်း Capital Appreciation နှင့်အမြတ်ဝေစု Dividend လိုမျိုးပေါင်းကိုဆိုလိုပါသည်ဤဗျူဟာကိုအသုံးပြုပါကလိုအပ်သည့်ငွေရင်းမှာ3400ဖြင့်အနည်းဆုံးဖြစ်ပါသည်အငိမ့်ထယူခြင်းတွင်တင်သည့်အမြတ်ငွေ10% အလုံးကိုထုတ်ယူခြင်းမျိုးမပြုဘဲညာသောအဖြစ် 4% rule ကိုအသုံးပြု၍တစ်နှစ်လ 4% ကိုသာထုတ်ယူပြီးကျန်ရှိသော 6% ကိုအနာဂတ်ငွေကြေးဖောင်းဖွားမှုအတွက်ပြန်လည်ရင်းနှီးမြှုပ်နှံထားခြင်းဖြင့်ငွေရင်းမကုန်ပဲနှစ်ရှည်ခံနိုင်စေရန်စီမံကြပါသည်အမြတ်ဝေစုတည်တံ့ဗျူဟာ 3% and 4% တင်သည်အမြတ်ဝေစု dividend မှာရရှိသောဝင်ငွေဖြင့်သာအသက်မွေးလို့ပါကအမြတ်နှုန်းသည်နည်းပါးသောကြောင့်ပြန်မြတ် 3% သို့မဟုတ် 4% ခန့်သာဘဏ်အငွေကဲသို့ပင်ငွေရင်းတမာဏများစွာ3600မှ3800အထိလိုအပ်ပါသည်မှတ်ချက် dividend တည်တံ့ဗျူဟာကိုအသုံးပြုလျင်ငွေကြေးဖောင်းဖွားမှုနှုန်း inflation ကြောင့်တင်ဤလာစဉ်ဝင်ငွေဝယ်ယူနိုင်စွမ်းကျဆင်းသွားနိုင်သည်ကိုသတိပြုအပ်လိုအပ်ပါသည်အရေးကြီးသောသတိပြုအပ်အချက်များငွေကြေးဖောင်းဖွားမှု inflation ဤတွက်ချက်မှုများသည်ငွေကြေးဖောင်းဖွားမှုကိုထည့်မတွက်ထားပါလက်တွေ့ဘဝတွင်အငိမ့်တက်ယူချိန်၌တင်လိုအပ်သည့်လာစဉ်ဝင်ငွေ20သိန်းသည်ဝယ်ယူနိုင်စွမ်းနှစ်စဉ်10ညလင်နှစ်ဆနီးပါလိုအပ်နိုင်ပါသည်ထို့ကြောင့်ငွေရင်းသည့်အမှန်တကယ်တွင်ဤပမာဏထက်ပိုမိုလိုအပ်ပါသည်အန်ဒီယန်နှင့်အညံနှုံးမြင့်လေလေတွင်ဥပမာ 10% လိုအပ်သည့်ငွေရင်းနည်းလေလေလက်ထစ်သောကြောင့်ဈေးကွက်အတက်အကျအန်ဒီယန်ပုံများလေလေထင်ပါသည်ယင်းနှိမ့်မြှုပ်နှံမှုကာလ Total Return 10% ကိုအသုံးပြုရန်စီစဉ်ပါကငိမ့်တာယူခြင်းအထိအနည်းဆုံး15နှစ်မှ20နှစ်ခန့်ယင်းနှိမ့်မြှုပ်နှံထားဆင်ပါသည်နီးကုန်းချုပ်ညင်တိုက်တွန်းချက်ပိတ်သက်ကြီးရဲ့အငင်းစားယူဖို့အိမ်မက်ကအကောင့်ထဲဖော်လို့ရတဲ့ပန်းတိုင်တစ်ခုပါဒါပေမဲ့မှန်ကန်တဲ့ယင်းနှိမ့်မြှုပ်နှံမှုမဟာဗျူဟာကိုရွေးချယ်ဖို့လိုအပ်ပါတယ်တင်းရဲ့လိုအပ်တဲ့ငွေရင်းပမာဏက2400ဖြစ်ပါတယ်ဒါကိုပန်းတိုင်ထားပြီးမြေသီးနှစ်တင်အငင်းစားယူလို့သည်လက်ရှိတင်လစဉ်မျက်လော်စူဆောင်းနိုင်သည်လို့ဒီအချက်တွေကိုပြောပြပေးမယ်ဆိုရင်ထိုပန်းတိုင်စီရောက်ဖို့လိုအပ်မဲ့အချိန်ဒါမှမဟုတ်အမြတ်နှုန်းကိုကျွန်တော်တို့ထပ်မံတွက်ချက်ပေးနိုင်ပါတယ်ဒါကြောင့်တင်းရဲ့အငင်းစားယူမဲ့ပန်းတိုင်တွေကိုစတင်တွက်ချက်ပါစီကန်းရှိတဲ့ယင်းနှီးမြှုပ်နှံမှုတွေနဲ့အတူတူလွတ်လပ်တဲ့အနာဂတ်ကိုဖန်တီးကြရအောင်
တင်းရဲ့လာစဉ်စုဆောင်းငွေကို comment မှာရေးသားပေးပါ like and share လုပ်ထားပေးပါလာရောက်ကြည့်ရှုပေးသူများအားလုံးကိုကျေးဇူးတင်ပါတယ်